မြတ်စွာဘုရားကိုကိုးကွယ်တာဟာအမှန်တရားကိုသိဖို့ကိုးကွယ်တာဒီတယ်မပိုးရအောင်သို့တော်လူတွေကယုံကြည်အားကိုးမှုအမျိုးမျိုးနဲ့စီမီပန်းရေချမ်းတို့နဲ့ပူဇော်ပြီးတော့ဆုတောင်းနေကြတာကတော့နတ်ကိုးကွယ်တဲ့ဘဝကလာလို့အကျင့်ကြီးပါနေတဲ့ဒီအကျင့်ကိုမဖြောင်းနိုင်လို့လုပ်နေကြတာဖြစ်တယ်မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ငါကိုစီမီပန်းရေချမ်းနဲ့နေစဉ်ပူဇော်ကြငါကမဆလိုက်တယ်လို့ဘယ်တော့မှမဟောဘူးငါဟောတဲ့အတိုင်းလိုက်တာจิตသုံးညရှောင်ရမယ့်ဟာကိုရှောင်ညလုပ်ရမယ့်ဟာကိုလုပ်ကြတာပဲဟောနော်အဲ့ဒါကိုပဲလူတွေကသဘောမပေါက်နိုင်တဲ့အခါကျတော့ယုံကြည်အားကိုးမှုအမျိုးမျိုးနဲ့နဘူးနဆာလုပ်ပြီးတော့ဆူတောင်းနေကြတော့မယ်နတ်ကိုးကွယ်တဲ့ဘဝကပြောင်းလာတာဆိုတော့ဒီအချင်းကြီးကပါနေတကယ်တော့ဘုရားကဝိသုရောစင်းနေနဲ့ရသော်ပြပါဟောတယ်လေသိဖို့အရေးကြီး